မျက်နှာချင်းဆိုင်ဆောင်လာတော့နှုံးပစကြတော့တဲ့အောင်စမှုနဲ့ဖိုးချေမကြသေးခင်ကနိုင်တော်သမနာကြီးကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ပြဿနာယုံကြီးရဲ့ဖွင့်ပွဲအခမ်းအနားမှာဒီဆရာတစ်ပည့်နှစ်ယောက်စလုံးကအတူတက်ရောက်ပြီးတော့မှကားပြဖော်ပြပေးခဲ့တာကိုပြည်သက်တွေအားလုံးနဲ့တွေ့မြင်ကြမှာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဆရာဖြစ်သူဖိုးချစ်ကအဖွဲအပြေနှစ်သားဝတ်စုံနဲ့ခန္ဓာစွာကားပြဖော်ပြခဲ့သလိုတပည့်ဖြစ်သူအောင်စမှုကလည်းရုပ်သိမ်းနှစ်ပါးသွားအကားနဲ့ပြည်သက်တွေကိုအကောင်းဆုံးဖန်ဆားသွားခဲ့ရလဲဖြစ်ပါတယ်။ဒါပေမဲ့ပြည်သက်တွေသတိထားမိလိုက်တဲ့အဓိကအချက်ကတော့မျက်နှာချင်းဆိုင်ဆုံးတွေ့ကြပေမဲ့တယောက်နဲ့တယောက်နှုတ်ဆက်စကားပြောတာမျိုးလုံးဝမရှိခဲ့ပါဘူး။နှစ်ယောက်စလုံးကိုသမရကြီးနဲ့အတူတွဲမြင့်ခဲ့ရပေမဲ့တစင်ထဲမှာဖြည်းဖြည်းခဲ့ကြတဲ့တပည့်နှစ်ယောက်လုံးကအချင်းချင်းရောင်လို့တောင်ခေါ်ပြောမရှိခဲ့သလိုအမတ်တရားလေးတစ်ပုံလေးတစ်ပုံတော့အတူရိုက်ကူးခဲ့မရှိခဲ့ပါဘူး။အရင်တော့ကအောင်စမှုကဖိုးချစ်ဆက်ရဲ့ဇက်ပွဲမှာပါဝင်ကားပြပူခဲ့တဲ့တပည့်ရင်တယောက်ဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့အောင်စမှုတယောက်ကိုယ်ပိုင်စက်ထောင်ပြီးတော့မှအောင်မြင်မှုတွေရရှိလာပြီးနောက်ပိုင်းမှာတော့သူတို့စီရတပည့်နှစ်ယောက်ဆက်ဆံရေးကတိတိတသားကြီးကိုအေးဆက်သွားခဲ့ရလဲဖြစ်ပါတယ်။အခုလိုနိုင်ငံတော်အစစ်ပွဲကြီးမှာတော့အချင်းချင်းဥပိ္ပခါပြုထားကြတဲ့သူတို့နှစ်ယောက်ရဲ့အခြေအနေကတော့တပင်လောကအတွက်ကတကယ့်ကိုစိတ်မကောင်းစရာမြင်ကွင်းတစ်ခုပါပဲ။ကဲပြည်သက်ကြီးတို့ရောဘယ်လိုမြင်လဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုခေါင်းမာရေးသွားပြီးကြပါအောင်ရှင်။